န်မှာရုံးနေရအတွက်လေပြောင်းလဲဖွင့်လိုက်ပါပြီဆိုတော့အရင်နေရာလေးကပိတ်သွားပြီเนาะအခုရုံးတဲ့လေကိုအတူတူသွားကြည့်ရအောင်စီစီလည်းအခုမှရောက်ဘူးလား Let's go အခုရောက်နေရတော့ CVS Food Village လေးဖြစ်ပါတယ်ရှေ့မှာလှမ်းပြီးမြင်နေရပြီโอเคရောက်ပါပြီထဲဝင်ကြည့်ပါအောင်မင်္ဂလာပါရှင်ကျမစင်မီတန်လက်ကပန်းရုံးခွဲချင်းခွေအရာရှိဖြစ်ပါတယ်ရှင်လက်ကပန်းမှာစင်မီတန်ရုံးခွဲဧပြီတရက်နေ့ကစပြောင်းလဲဖွင့်လှစ်လိုက်ပါပြီရှင်ဒီရုံးရဲ့ဒီနေရာကတော့6လောင်ကွန်းလမ်းမကြီးပေါ်က DDS အထဲမှာတည်ရှိနေပါတယ်ရှင်စင်မီတန်မှာအတိုးနှုံအသက်တာဆုံးတုံးပတ်နှုံနဲ့နေရှင်ထုံးဝန်ဆောင်မှုချင်းဝယ်ပေးနေပါပြီရှင်ဒါကြောင့်မလို့လက်ကပန်းအတွင်းမှာနေထိုင်တော့မိတ်ဆွေအစ်စ်ကောအဟောင်းများရုံးအသက်မှာကျေဆိုလိုက်ပါလေရှင်ကဲစင်မီတန်ရုံးခွဲတိုင်းကမနက်10:00နာရီကနေညနေ9:00နာရီထိအပတ်စဉ်တနင်္လာနေ့ကလွဲပြီးတော့နေ့တိုင်းဖွင့်လှစ်တာဖြစ်ပါတယ်ဒါကြောင့်မလို့လိုအပ်တဲ့စာရွက်စာတမ်းတွေစုပြီးတော့ရုံးလေးကိုလာခဲ့လိုက်တော့နော်အားလုံးပဲ welcome to စင်မီတန်